ဗီဒီယိုတစ်ခုမှာ fade in fade out ဆိုတာဘာလဲ fade in ဆိုတာဘာလဲဆိုတော့ fade in ဆိုတာကကျွန်တော်တို့ music သို့မဟုတ်ဗီဒီယိုတွေရဲ့တစ်ခုမှာပေါ့နော်ဟိုစက်တာချင်းကိုက music တစ်ခုထည့်လိုက်တယ်ဗီဒီယိုတစ်ခုထည့်လိုက်တယ်ပေါ့နော်ကိုထည့်လိုက်တဲ့ music သို့မဟုတ်ဗီဒီယိုတွေမှာကျွန်တော်တို့ကစက်တာချင်းတီးလုံးတန်ဆိုရင်လည်း music တန်ဆိုရင်လည်း on time ဆိုပြီးတော့စမလာပဲနဲ့ fade in နေထည့်လိုက်လို့ရှိရင်တဖြည်းဖြည်းတတရရတူတူလေးကနေပြီးတော့ငြိမ့်ငြိမ့်ချောင်းချောင်းလေးပေါ့နော် normal ကိုယ့်ရဲ့audio level တစ်ခုကို original level တစ်ခုရောက်လာတဲ့ပုံစံလေးပေါ့နော်ဗီဒီယိုတွေမှာလည်းဒီလိုပဲfade in ဆိုတာကကျွန်တော်တို့ဒီအမှောင်ကနေပြီးတော့ဖြည်းဖြည်းချင်းကျွန်တော်တို့က normal ပုံစံဖြစ်လာတဲ့ပုံစံကိုပြောပြခြင်းဖြစ်ပါတယ်နောက်တော့ fade out ဆိုတာလည်းပါလဲဆိုတော့ကျွန်တော် fade out ဆိုတာလည်းကျွန်တော်တို့လိုပါပဲ fade in နဲ့ပြောင်းပြန်တော့မဟုတ်ဘူးပေါ့နော် fade out ဆိုတာကျွန်တော်ဒီ music ဆိုလဲ music မှာကျွန်တော်တို့ဗီဒီယိုတစ်ခုမှာကိုက10 minute ဆက်ထားတဲ့ဗီဒီယိုဆိုရင်အဆုံးကန်ကြီးကြာလို့ရှိရင်ကျွန်တော်တို့ကmusic ကကျွန်တော်တို့ဒီအတန်လေးကနေပြီးတော့ဖြင်းချင်းစွာညင်ညင်ညောင်းညောင်းနေပြီးတော့ music တစ်ခုအဆုံးသတ်သွားတာကို fade out လို့ခေါ်ပါတယ် movie ဆိုလည်းအဲ့လိုပဲ fade out ထည့်လိုက်လို့ရှိရင်ဒီ movie ရဲ့ဒီဟိုနောက်ဆုံးပြီးကန်ဒီလေးမှာ fade out လေးထည့်လိုက်လို့ရှိရင်ဒီညင်ညင်ညောင်းညောင်းလေးနဲ့ movie လေးကငကူ oversee 100ကနေပြီးတော့တဖြည်းဖြည်းနဲ့0 ထိကိုကြာသွားတဲ့ပုံစံလေးပေါ့နော်အဲ့ဒါကိုကျွန်တော်လုပ်ပြပေးဖြစ်ပါတယ် VN အထက်ကိုဝင်လိုက်ပါအခုဆိုကျွန်တော်တို့ VN အထက်ရောက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ဒီမှာအပေါင်းလက္ခဏာလို့ချက်နေပါဟိုအပေါင်းလက္ခဏာနေပြီးသွားရင်ကျွန်တော်ဒီမှာရှိတဲ့ new project လေးကိုတစ်ချက်နေပါဟို new project နေရင်ကျွန်တော် save ကိုနော်ဒီလိုပေါ်လာလို့ရှိရင် save ကိုနှိပ်လိုက်ပါโอเคပြီးသွားရင်ဒီမှာကျွန်တော်တို့ကကိုထည့်ခြင်းတဲ့ဗီဒီယိုတစ်ခုကိုထည့်ပါမယ်နော်ကိုလွှဲခြင်းတဲ့ဗီဒီယိုလေးတစ်ခုကိုထည့်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော် edit setter ဗီဒီယိုလေးကျွန်တော်ထည့်ပြီးတော့ကျွန်တော် next ကိုနှိပ်လိုက်ပါโอเคကျွန်တော်ဒီမှာအခုဆိုကျွန်တော်တစ်ချက် play ကြည့်ပါနော် timeline နဲ့ရောက်သွားပါဒီဗီဒီယိုတစ်ခုပါโอเค fade in fade out ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ဒီမှာ video fade in fade out ထွက်ဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာ audio fade in fade out ထွက်ဖို့အတွက်ကိုကျွန်တော်က volume တစ်ချက်နှိပ်ပါvolume ကကိုကြဲခြင်းဒီမှာဟိုအရင်ဆုံး volume ကိုကြည့်ရပါတော့ကိုယ့်ရဲ့အတိုးအကျယ်ဒီမှာကိုကဒီမှာတင်ခြင်းကို volume က150ထိရပါတယ်ကိုတင်ခြင်းတင်တော့ဒီမှာ short ခြင်း short လောက်ရပါတယ်โอเคပြီးသွားရင်ကျွန်တော်ကကိုထားခြင်းတဲ့လောက် volume လေးကိုထားပါတော့အရင်နားထောင်ပြီးတော့ထားခြင်းကျွန်တော်ကအမှန်ချင်းလေးကိုနှိပ်လိုက်ပါโอเคပြီးသွားလို့ရှိရင်ကျွန်တော်က fade in fade out ထည့်ဖို့အတွက်ကို movie ကိုဆက်လက်မှတ်ပါမှတ်ပြီးသွားကျွန်တော်ဒီမှာရှိရဒီအောက်မှာရှိရတူလား mouse များလေးထိုးပေးထားပါတယ် fade ကိုတစ်ချက်နှိပ်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအတန်လေးတစ်ချက် play ကြည့်ပါနော်သူကဒီကောင်ကဒီအတန်စပြီးတော့ထွက်လာအဲ့ထက်ကျွန်တော်တို့ကတိုးလေးနဲ့စပြီးတော့ညင်ညင်ညောင်းလေးထွက်ချင်တဲ့အတွက်ကျွန်တော်တို့က fade in ကိုကျွန်တော်ဒီမှာ fade in ရှိပါတယ်ဒီမှာ fade in ရှိပါတယ် fade in ကိုကျွန်တော်ကဘာလို့လဲလှိုင်းလေးကိုဒီမှာလှိုင်းလေး fade in ထည့်လိုက်တာ ਨੇ ဒီမှာတို့လားဒီမှာလှိုင်းလေးကကွေသွားပြီဒီမှာဘယ်လောက်ထိသွားမှာလဲသူကဒီမှာ100ထိသွားမှာဆိုရင်တစ်ချက်ပြေးလေးကြည့်ပါနော်အတန်မထွက်သေးဘူးတို့လားဒီရောက်မှတန်ထွက်တာဒါဆိုရင်ကျွန်တော်တို့ movie အစမှာပေါ့နော်ဒီတီးလုံးတန်တွေတို့ဘာတို့ကိုကျွန်တော်တို့ကစစချင်းဝုန်းတိုင်းနဲ့ထွက်เสียမလို့ပဲနဲ့ကျွန်တော်တို့ကဖြည်းဖြည်းချင်းထွက်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်30ဆုံးဂိတ်ဆုံးဆိုများွားပြီဆိုရင်ကျွန်တော်ကဒီမှာညှိလို့ရပါတယ်ဒီမှာကျွန်တော်ဒီ fade in မှာဒီမှာ0ထားလိုက်တာနဲ့ဒီမှာတွေ့လားဒီနေရာလေးကအပြည့်ဖြစ်သွားပြီလှိုင်းရโอเคဒီကောင်ကကျွန်တော်နည်းနည်းလေးတူလိုက်တာနဲ့လှိုင်းနဲ့လောက်โอเคကျွန်တော်ဒီလောက်ပဲကြံပြီးရလောက်ပဲထားခြင်းကိုယ့်ရဲ့အတန်တီးလုံးနောက်ကိုနားထောင်ပြီးတော့ကိုထားခြင်းတဲ့နေရာလေးထားလို့ရပါဘောเนาะဒါကမိတ်ဆွေတို့စိတ်ကြိုက်ထားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်က fade in ထည့်တဲ့ခါလေးပေါ့เนาะ fade effect ထည့်ပြီးပါပြီโอเคကျွန်တော်က fade out ထည့်မယ်ဆိုရင်ကျွန်တော်ကြည့်ရအောင်ပဲ fade out ဆိုရင်ကျွန်တော်က movie ကိုဟိုနောက်ဆုံးလေးကိုရွှေ့လိုက်ပေါ့เนาะလက်လေးနဲ့ရွှေ့လိုက်ပါโอเคဒီမှာနောက်ဆုံးထိရောက်သွားလို့ရှိရင်ဒါဆိုကျွန်တော် movie တစ်ခုနောက်ဆုံးရောက်သွားပြီနောက်ဆုံးရောက်သွားလို့ရှိရင်ကျွန်တော်ဒီမှာ fade out ကိုကြည့်လိုက်ဒါ fade out ဒီနောက်ဆုံးကြမှာဒီကောင်မှာဖြည်းဖြည်းနဲ့ဒီမှာဟွာနော်โอเคဒီကောင်ကိုကျွန်တော်က0ထားကြည့်ဒီကောင်ဒီမှာလှိုင်းရဒီမှာကတ်ကုန်ပြီเนาะဒီမှာဆိုအကုန်ကတ်သွားပြီအဲ့ဒါကိုကျွန်တော်တို့ကဒီမှာဒီလောက်ပဲအညီတူဟိုဟာနဲ့ပထမဟာနဲ့အညီထားလိုက်ရတယ်ကိုစိတ်ကြိုက် customize လုပ်လဲရတယ်เนาะအကောင်ဒါ fade out ဆိုတဲ့သဘောတရားတော့တီးလုံးတစ်ခုမှာအဆုံးသက်ခံဒီမှာအဆုံးကိုပေါ့เนาะနောက်ဆုံးမှာဒီကောင်က fade out လေးထည့်လိုက်တဲ့အတွက်ကျွန်တော်တို့ကတီးလုံးလေးကညင်ညင်ညောင်းလေးနဲ့ဟို
ဒုံးဆိုပြီးတော့ပြတ်ပြီးတော့မရက်ဖ ೇನೆ ညင်ညင်ကြောင်းလေးနဲ့သူကအဆုံးသတ်သွားတာပြောတာပါโอเคဒါဆိုရင် fake ရင် fake ရောက်ထည့်နေပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာအမှန်ချစ်လို့နှိပ်လိုက်ပါဒါဆိုကျွန်တော်တို့ movie တစ်ခုမှာ fake ရင်ထည့်ရောက်ထည့်ပြီးပါဖြစ်ပါတယ်ယခုသင်ခန်းစာလေးကမိမိအတွက်အကျိုးရှိခဲ့လို့ရှိရင် like and follow လုပ်ပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ